ကျွန်တော်ဂုဏ်တော်ချီးမွမ်းမဲ့တခြင်းလေးကတော့ကိုတော်ရှင်အားခေါ်ပိတ်တန်းဆိုတဲ့ဂုဏ်တော်တခြင်းလေးပဲဖြစ်ပါတယ်ဒီတခြင်းလေးကိုကျွန်တော်ကိုယ်တိုင်ရေးထားတဲ့တခြင်းလေးပဲဖြစ်ပါတယ်တခြင်းငါကျွန်တော်ရဲ့သက်မောင်မိုင်းချင်းများနဲ့ကြုံဆုံနေမျောလင်းကြမဲ့အချိန်တွေတိုင်းပြတ်တမ်းမှုခွန်အားရှိခဲ့ပြီကျွန်တော်ဘဝရဲ့နေဝင်ခြင်းဆုံးတာဖို့ပြင်ဆင်နေတိုးစဉ်ခါကျွန်တော်နှလုံးသားမှာခေါ်ရင်ထူတယ်သရှင်ယေရှုဘုရားသခင်ရှိကြောင်းခံစားခဲ့ရရှင်မတဲ့ကြောင်းနေပေါ်ဓမ္မကျမ်းဖြစ်ဝိညာဉ်တော်ဘုရားရဲ့ချွေခြင်းဝမ်းမြောက်ခြင်းတွေအစဉ်ခံစားကိုယ်တော်ဘုရားရဲ့ကျေးဇူးကြောင့်နာကျွန်တော်တည်တာရှင်သန်ခွင့်ရရှိခဲ့ပြီတန်ပြူခြင်းတခြင်းငါကျွန်တော်ရဲ့သက်တာမောင်မိုင်းချင်းများနဲ့ကြုံဆုံနေမျောလင်းကြမဲ့အချိန်တွေတိုင်းပြတ်တမ်းမှုခွန်အားရှိခဲ့ပြီကျွန်တော်ဘဝရဲ့နေဝင်ခြင်းဆုံးတာဖို့ပြင်ဆင်နေတိုးစဉ်ခါကျွန်တော်နှလုံးသားမှာခေါ်ရင်ထူတယ်သရှင်ယေရှုဘုရားသခင်ရှိကြောင်း